မင်းရဲ့ရည်ရွယ်ချက်ကိုရှုဝဲထားပါဆုံးဖြတ်ချက်ကိုလုံရက်တွေရဲ့နောက်တဲကရည်ရွယ်ချက်ကိုဘယ်တော့မှအသိမပေးပဲလူတွေကိုဝေခွဲမရဖြစ်အောင်နဲ့အမောင်ထဲမှာပဲရှိနေအောင်လုပ်ထားပါမင်းဘာလုပ်နေလဲဆိုတာကိုသူတို့လုံးဝမသိရင်သူတို့ဖက်ကနေခုခံကာကွယ်ဖို့ပြင်ဆင်နိုင်မှာမဟုတ်ပါဘူးသူတို့ကိုလမ်းမပေါ်ရှောင်ခေါ်သွားပါမိခိုးမိုင်းတွေနဲ့အုပ်ထားလိုက်ပါနောက်ဆုံးသူတို့မင်းရဲ့ရည်ရွယ်ချက်ကိုရှိမိသွားတဲ့အချိန်ကြရင်တော့အရှာအလုံးကသူတို့အတွက်နောက်ကျသွားပါပြီအပိုင်း1လူတွေကိုလမ်းကြောင်းမားစေဖို့အတွက်လှည့်စားတဲ့အရာတွေနဲ့အာယုံပြောင်းတဲ့နည်းလမ်းတွေကိုသုံးပါမင်းရဲ့လက်ကွက်ထဲမှာလူတွေကမင်းရဲ့ရည်ရွယ်ချက်ကိုနည်းနည်းလေးတော့ရှိမိသွားတဲ့အရာအလုံးပျက်စီးသွားပါလိမ့်မယ်မင်းဘာလုပ်နေလဲဆိုတာကိုသူတို့အာယုံမခံနိုင်အောင်လမ်းကြောင်းပေါ်မှာတခြားအရာတွေနဲ့အာယုံလွဲပြီးလမ်းမအောင်လှုပ်ထားလိုက်ပါဟန်ဆောင်ရိုးသားမှုတွေကိုသုံးပါမရေမရာဖြစ်စေမဲ့အချက်ပြမှုတွေကိုပေးပါပြီးတော့သူတို့လိုချင်တက်မှတ်လာမဲ့လမ်းမစေတဲ့အရာတွေကိုချပြထားပါသူတို့တွေအစ်စ်နဲ့အတုကိုမခွဲခြားနိုင်တော့တဲ့အခါမှာမင်းရဲ့တကက်ပန်းနိုင်အစ်စ်ကိုဘလို့မှရှာတွေ့နိုင်မှာမဟုတ်တော့ပါဘူးနီယာမကိုချိုးဖောက်ခြင်း1900စုပြည်သစ်နိုင်ငံရဲ့နာမည်ကျော်အမျိုးသမီးနီနီဒီလက်ခရိုစ်ဟာမာခီဒီစပင်ဆိုတဲ့လူငယ်လေးကလှပေမဲ့ခက်ခဲတဲ့ကောင်မလေးတစ်ယောက်ကိုဘလို့လိုက်နေရကြောင်းစိတ်ရှိလက်ရှိနားထောင်ပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာနီနီကအသက်62နှစ်ရှိနေပြီဖြစ်ပြီးတော့အချစ်ရေးမှာအတွေ့အကြုံအလွန်ရင့်ကျက်နေသူဖြစ်တယ်လို့မာခီကတော့အသက်22နှစ်ပဲရှိသေးတဲ့ချောမောခံရပေမဲ့အချစ်ရေးမှာအတွေ့အကြုံမရှိတဲ့လူငယ်လေးပါ။မခီရဲ့အမားတွေကိုကြားရတဲ့အခါမှာနီနိုကစိတ်မရှိနိုင်တော့ပဲအဲ့ဒီလူငယ်လေးကိုသူမရဲ့လက်အောက်မှာတင် जा ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့ဒါဟာစစ်ပွဲတစ်ခုလိုပဲဖြစ်ပြီးတော့အဲ့ဒီလက်ပတဲ့ကောင်မလေးဟာဗိုလ်ချုပ်တယောက်လိုယူတဆိုင်တင်ပိုက်ရမယ့်ခံတဲ့တစ်ခုဖြစ်တယ်ဆိုတာကိုမခီနားလည်အောင်တင်ပြပေးပါတယ်။ချင်းလန်းနိုင်ကိုအသေးစိတ်ကစလို့တေချာစီစဉ်ပြီးအကောင်အထည်ဖော်ရပါမယ်။နင်းနင်းကမခီကိုအစကပြန်စားဖို့ညွှန်ကြားပြီးအဲ့ဒီကောင်မလေးကိုအလံဝဝေးကနေပဲမထူးခြားသလိုမျိုးချင်းကပ်ဖို့ပြောပါတယ်။နောက်တစ်ခါသူတို့နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာမခီအနေနဲ့သူမကိုချစ်သူလိုမျိုးမဟုတ်ပဲတငယ်ချင်းတစ်ယောက်လိုပဲရှင်ဖွင့်ဖို့ပြောခဲ့ပါတယ်။ဒါဟာအဲ့ဒီကောင်မလေးကိုအာယုံလွဲဖို့အတွက်ဖြစ်ပြီးတော့မခီကသူမကိုသဘောကျနေတယ်ဆိုတာကိုသူမဘက်ကတေချာပေါက်မတွေးမိတော့အောင်လုပ်လိုက်တာဖြစ်ပါတယ်။နင်းနင်းကတူတေစီစဉ်ထားတဲ့အတိုင်းကောင်မလေးဘက်ကစတင်တွေ့ဝလာတဲ့အခါမှာတော့သူမကိုတဝင်းတဝါလုပ်ဖို့အချိန်တန်ပါပြီ။နောက်တစ်ခါပါတီမျိုးကပွဲတော်တစ်ခုမှာမခီကတခြားလှပတဲ့အမျိုးသမီးငယ်တဦးနဲ့အတူပွဲတက်ပြလိုက်ပါတယ်။အဲ့ဒီအမျိုးသမီးငယ်မှာလည်းအလားတူလှပတဲ့တငယ်ချင်းတွေရှိတာကြောင့်အဲ့ဒီကောင်မလေးဘယ်ကိုပဲကြည့်ကြည့်မခီကိုအမြဲတမ်းပါတီမှာအလှဆုံးအမျိုးသမီးတွေဝိုင်းနေတာကိုပဲမြင်ရပါလိမ့်မယ်။ဒါဟာကောင်မလေးကိုတဝင်းတိုးစရုံတင်မကပဲမခီကိုတခြားသူတွေအလိုရှိနေတဲ့သူတယောက်အဖြစ်မြင်သွားစေပါတယ်။မိန်းမတစ်ယောက်ဟာတခြားမိန်းမတွေစိတ်ဝင်စားနေတဲ့ယောက်ျားတစ်ယောက်ကိုပို့ပြီးစိတ်ဝင်စားတတ်တယ်ဆိုတာကိုနင်းနင်းကမခီနားလည်အောင်ရှင်းပြခဲ့ပါတယ်။ဒါဟာမခီရဲ့တန်ဖိုးကိုချစ်ချင်းတက်သွားစေပါတယ်။ကောင်မလေးဘက်ကတဝင်းတိုးပြီးစိတ်ဝင်စားလာတဲ့အခါမှာတော့သူမကိုမြူဆဲဖို့အချိန်တန်ပါပြီ။နင်းနင်းရဲ့ညွှန်ကြားချက်အရမခီဟာကောင်မလေးရှိနေမယ်လို့မျှော်လင့်ထားတဲ့ပွဲတွေကိုမတက်ပဲပြက်ကွက်ပြလိုက်ပါတယ်။ပြီးတော့မှသူတစ်ခါမှမသွားဘူးတဲ့နေရာတွေမှာရုတ်တရက်ပေါ်လာပြလိုက်ပါတယ်။မခီဟာကောင်မလေးရှိနေကြနေရာတွေမှာပဲခံမရောက်ခတ်အောင်ပေါ်လာတတ်တာကြောင့်သူမအနေနဲ့သူ့ရဲ့ခြေလမ်းတွေကိုဘလို့မှကြိုမသိနိုင်တော့ပါဘူးဒီလိုလှုပ်ရှားမှုတွေအလုံးကသူမကိုစိတ်ပိုင်းဆိုင်ရာအရာဝေခွဲမရဖြစ်အောင်တွန်းပို့လိုက်တာဖြစ်ပြီးတော့ဒါဟာတစုံတစ်ယောက်ကိုဆွဲဆောင်သိမ့်ပိုက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အချက်ပဲဖြစ်ပါတယ်ဒီဖြူဟာတွေကိုအပတ်ပေါင်းများစွာတေချာအကောင့်အထည်ဖော်ခဲ့ကြပါတယ်နင်းနင်းဟာသူမရဲ့သတင်းပေးကွန်ရက်ကနေတဆင့်မခီရဲ့တိုးတက်မှုကိုစောင့်ကြည့်နေခဲ့တာပါ။ကမာလီဟာမခီရဲ့ပြက်လုံးတွေကိုအရှင်ကထက်ပိုရီလာတယ်။သူပြောသမျှကိုပို့ပြီးစိတ်ဝင်စားနားထောင်လာတယ်ဆိုတာကိုနင်းနင်းကြားသိရပါတယ်။ကမာလီကမခီအကြောင်းကိုမင်းကုန်းတွေလိုက်မင်းနေတယ်လို့ပွဲလန်းသမင်တွေမှာလည်းမခီရဲ့ခြေလမ်းတွေကိုမျက်တောင်မခက်စောင့်ကြည့်နေတတ်တယ်လို့ငယ်ချင်းတွေကပြန်ပြောပြကြပါတယ်။ကောင်မလေးတယောက်မခီရဲ့ကြော်ဝင်းနဲ့ကိုတက်ဆင်းနေပြီဆိုတာကိုနင်းနင်းကျင်းသေးသိလိုက်ပါတယ်။အရာအလုံးအစိမ့်ပြေချုံးမွေ့နေရင်နောက်ထပ်ရက်သတင်းပဲအနှဲငယ်ဒါမှမဟုတ်တစ်လနှစ်လအတွင်းမှာခံတက်ကြည့်ကောင်မလေးရဲ့နှလုံးသားပြိုလဲတော့မှာပါ။ဒါပေမဲ့ရက်အနှဲငယ်အကြာမှာတော့မခီဟာကောင်မလေးရဲ့အိမ်ကိုရှောက်သွားပြီးနှစ်ယောက်တည်းရှိနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာမခီဟာလူတစ်ယောက်လုံးပြောင်းလဲသွားသလိုဖြစ်သွားပါတယ်။နီနီရဲ့ညွှန်ကြားချက်တွေကိုလိုက်နာရမယ့်အစားသူကစိတ်လိုက်မှန်ပါလုံလိုက်ပါတယ်။ကောင်မလေးရဲ့လက်ကိုဆွဲကင်ပြီးသူမကိုချစ်တဲ့စိတ်တွေပြည့်နေကြောင်းရှင်ဖွင့်လိုက်ပါတော့တယ်
အဲ့ဒီခါမှာကောင်မလေးဟာအလွန်ပဲမျက်စိမျက်နှာပြက်ဖြစ်သွားပါတယ်။ဒါဟာမခင်မျောလင့်ထားတဲ့တုတ်ပြန်မှုမျိုးမဟုတ်ပါဘူး။သူမဟာရင်ကြဲပဲတုတ်ပြန်ခဲ့ပြီးခွေတောင်းကထွက်သွားခဲ့ပါတယ်။အဲ့ဒီညတညလုံးသူမဟာမခင်ရဲ့အကြည့်တွေကိုရှောင်ဖယ်နေခဲ့သလိုနှုတ်ဆက်ဖို့တောင်ပေါ်မလာခဲ့တော့ပါဘူး။နောက်ပိုင်းမှာလည်းမခင်သွားတွေ့တဲ့အခါတိုင်းသူမအိမ်မှာမရှိပါဘူးလို့အကြောင်းပြန်ခဲ့ရပါတယ်။နောက်ဆုံးသူမနဲ့ပြန်တွေ့ခွင့်ရတဲ့အချိန်မှာတော့နှစ်ယောက်စလုံးဟာအလွန်ကိုနေရခက်ပြီးစိတ်သက်သွားကြပါပြီ။သူတို့ကြားကဆွဲဆောင်မှုရှိတဲ့အစီအစဉ်ဟာပျက်စီးသွားခဲ့ပါပြီ။အချိတ်ပဲဖွင့်ဆိုချက်နင်းဒီလက်ကိုစာအချိတ်အနဲ့ပတ်သက်တဲ့အတက်ပညာအလုံးကိုကျွမ်းကျင်နေဆက်သူဖြစ်ပါတယ်။ချုပ်ခေတ်ခါကအကြော်ကြားဆုံးစာရေးဆရာတွေခေါ်ရှင်နေတဲ့နိုင်ငံရေးသမားတွေဥပမာလာဟတ်ဖူကိုမိုလရယ်ရီရှယ်လရီတို့လိုပုဂ္ဂိုလ်မျိုးတွေဟာသူမရဲ့ချစ်သူတွေဖြစ်ခဲ့ပူပါတယ်။သူမအတွက်တော့ဆွဲဆောင်မှုဆွဲခြင်းဆိုတာကျွမ်းကျင်မှုနဲ့ကစားရတဲ့ဂိမ်းတစ်ခုလိုပါပဲ။သူမအသက်ကြီးလာပြီးနာမည်ကုန်တင်ပိုကြီးလာတဲ့အခါမှာတော့ပြင်သစ်နိုင်ငံရဲ့အရှိပါဆုံးမိသားစုတွေဟာသူတို့ရဲ့သားပြိုတွေကိုအချစ်ရင်းနဲ့ပတ်သက်ပြီးပညာသင်ယူဖို့သူမစီကိုလွတ်ကြတဲ့အထိဖြစ်ခဲ့ပါတယ်။နင်းကယောက်ျားနဲ့မိန်းမဟာအများကြီးကွာခြားတယ်ဆိုတာကိုသိပါတယ်။ဒါပေမဲ့ဆွဲဆောင်မှုဆွဲခင်ရတဲ့အခါမှာတော့သူတို့ရဲ့ခံစားချက်ကအတူတူပါပဲ။စိတ်ထဲနဲ့မှာတော့သူတို့တွေဟာတစ်ဖက်လူရဲ့ဆွဲဆောင်ခြင်းကိုခံနေရပြီဆိုတာကိုရိပ်မိကြပေမဲ့အဲ့ဒီလိုတစ်ဖက်လူရဲ့ဥဆောင်မှုနောက်ကိုပါသွားရတဲ့ခံစားချက်ကိုသဘောကျတာကြောင့်ပဲအလျှော့ပေးလိုက်ပါသွားတတ်ကြပါတယ်။ကိုလွတ်ချလိုက်ပြီးတစ်ဖက်လူကကိုသစိမ်းမြင်ပါကဘာတိတစ်ခုစီကိုခေါ်ဆောင်သွားတာကိုခွင့်ပြုလိုက်ရတာဟာပျော်စရာတစ်ခုပါပဲ။ဒါပေမဲ့ဆွဲဆောင်မှုဆွဲခြင်းရဲ့အရာတိုင်းဟာအရေးအယောင်ပြခြင်းပေါ်မှာပဲမူတည်နေပါတယ်။မင်းရဲ့ယူရချက်ကိုဘယ်တော့မှထုတ်မပြောပါနဲ့။ဒါမှမဟုတ်စကလုံးတွေနဲ့ဓာတ်ရိုက်မပြပါနဲ့။အဲ့ဒီစားမင်းရဲ့ပြစ်မှတ်ကိုလမ်းကြောင်းလွှဲအောင်အာယုံပြောင်းထားရပါမယ်။သူတို့တွေမင်းရဲ့လမ်းပြမှုနောက်ကိုလိုက်လာဖို့ဆိုရင်သူတို့ကိုယ်တိုင်တေချာပေါက်ဝေခွဲမရဖြစ်နေဖို့လိုပါတယ်။မင်းစီကလာတဲ့အချက်ပြမှုတွေကိုရောထွေးနေအောင်လုပ်ရပါမယ်။တခြားယောက်ျားသို့မဟုတ်မိန်းမတစ်ယောက်ကိုစိတ်ဝင်စားတဲ့မျိုးဟန်ဆောင်ပြပါ။ဒါဟာအာယုံလွဲတဲ့အရာပါ။ပြီးမှကိုယ့်ရဲ့ပြစ်မှတ်ကိုစိတ်ဝင်စားတယ်လို့အရှိရောင်ပြပါ။ပြီးရင်တော့ဘာမှမဖြစ်တယ်လို့မထူးခြားတယ်လို့ပြန်နေပြပါဒီလိုပုံစံမျိုးတွေဟာတစ်ဖက်လူကိုဝေခွေးမရဖြစ်စဉ်ုံတင်မကပဲစိတ်လှုပ်ရှားမှုကိုပါဖြစ်စေပါတယ်ဒီဇလန်းကိုကောင်မလေးရဲ့အမြင်ကနေပြန်ကြည့်ကြည့်ပါမခင်ရဲ့ခြေလမ်းအချို့ကိုမြင်ရပြီးတဲ့နောက်မှာတော့သူမဟာမခီတစ်ခုခုကိုကစားနေပြီဆိုတာရှင်းမိပါတယ်ဒါပေမဲ့အဲ့ဒီလိုကစားပွဲကသူမကိုပျော်ရွှင်စေခဲ့ပါတယ်မခီကသူမကိုဘလို့ခေါ်ဆောင်သွားနေလဲဆိုတာသူမမသိပေမဲ့ဒါကပိုတောင်ကောင်းပါသေးတယ်မခီရဲ့ခြေလမ်းတွေကသူမကိုစိတ်ဝင်စားစရာဖြစ်စေခဲ့ပြီးတော့ခြေလမ်းတိုင်းကသူမကိုနောက်ထပ်ဘာလာအောင်လဲဆိုတာကိုစောင့်မျှော်နေစေပါတယ်တခါတလေမှာတော့သူမဟာကိုလုံခြုံစိတ်ချနေရလို့ငင်းငွေ့နေတာထက်ဆိုင်ရင်အခုလိုတဝင်းတူရတာတွေ့ဝင်နေရတာမျိုးကိုတော့ပိုပြီးသဘောကျနေခဲ့ပါတယ်မခီမှာတခြားရည်ရွယ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့သူမကတော့အဲ့ဒီရည်ရွယ်ချက်ကိုစောင့်ဆိုင်ကြည့်ဖို့ဆန္ဒရှိနေကြတာပါအကယ်၍သာမခီဘက်ကကောင်မလေးကိုအကြာကြီးစောက်ထိုင်းခိုင်းနေမှဆိုရင်သူဘာတွေပဲကြံစီနေပါစေကောင်မလေးအတွက်တော့ဒါဟာအရေးကြီးတဲ့ကိစ္စဖြစ်တော့မှာမဟုတ်ပါဘူးဒါပေမဲ့မခီကအချစ်ဆိုတဲ့အဆုံးဖြတ်စကားလုံးကိုပြောလိုက်တဲ့အခါမှာတော့အရှာအလုံးကချက်ချင်းပြောင်းလဲသွားပါတယ်ဒါဟာနီးပြူဟာတွေနဲ့ကစားနေတဲ့ဂိမ်းတစ်ခုမဟုတ်တော့ပဲအနုပညာမပါတဲ့ရိုးရှင်းလုံးနဲ့စိတ်အလိုလိုက်မှုတစ်ခုဖြစ်သွားပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကအရှင်းသားပေါ်သွားခဲ့ပြီလေအဲ့ဒါကတော့သူမကိုမြူဆွေနေတယ်ဆိုတဲ့အချက်ပါပဲဒီစကားကြောင့်ပဲသူအရင်ကလှုပ်ခဲ့သမျှအရှာအလုံးဟာအမြင်သစ်တစ်ခုနဲ့ပြောင်းလဲသွားပါတော့တယ်အရင်ကဆွဲဆောင်မှုရှိခဲ့တယ်လို့ထင်ရတဲ့အပြုအမူတွေဟာအခုတော့ရုပ်ဆိုးအကြည့်တံပြီးလှည့်စားနေတယ်လို့မြင်သွားစေပါတယ်ကောင်မလေးဟာအရှက်ရသွားသလိုခံစားလိုက်ရပြီးတော့သူမကိုအသုံးချခံလိုက်ရတယ်လို့ထင်သွားပါတယ်အဲ့ဒီနောက်မှာတော့ဘယ်တော့မှပြန်မတွေ့တော့မဲ့တကားတစ်ချက်ဟာထာဝပိတ်သွားပါတော့တယ်နီယာမာကိုလိုက်နာခြင်း1850ပြည့်နှစ်မှာအသက်35နှစ်အရွယ်သားရှိသေးတဲ့အိုတိုဘိုဘစ်မန်ဟာပရက်ရှာရဲ့လွှတ်တော်ရဲ့ကိုယ်စားလှယ်တဦးဖြစ်ပြီးတော့သူ့ဘဝရဲ့အရေးကြီးတဲ့အလှည့်ပြောင်းကာလကိုရှောင်နေပါတယ်။အဲ့ဒီချိန်ကအထူးပြဿနာကတော့ပရက်ရှာအပါအဝင်ကွဲပြားနေတဲ့ပြည်နယ်လေးတွေကိုဂျာမနီနိုင်ငံအဖြစ်ပေါင်းစည်းဖို့နဲ့တောင်ဘက်ကအင်အားကြီးအိမ်နီးချင်းဖြစ်တဲ့အော်စတြီးယားကိုစစ်တိုက်ဖို့ကိစ္စပဲဖြစ်ပါတယ်။အော်စတြီးယားဟာဂျမန်တွေကိုအမြဲတမ်းအင်အားနဲ့နေအောင်နဲ့ကွဲပြားနေအောင်လုပ်ချင်နေရပါပရက်ရှာရဲ့နန်းလျာမင်းသားဝီလီယံကစစ်တိုက်ချင်နေပြီးလွှတ်တော်ကလည်းစစ်တပ်တွေကိုစုစည်းဖို့ပြင်ဆင်နေကြပါတယ်
စစ်တိုက်ဖို့ကိုတူတဲ့ကန့်ကွက်နေတာကတော့လက်ရှိဘရင် Ferdinand William IV နဲ့သူတို့ရဲ့ဝန်ကြီးတွေပဲဖြစ်ပါတယ်။ Bismarck ဟာသူ့ရဲ့ဘဝတစ်လျှောက်လုံးပရုရှားရဲ့အာဏာနဲ့အင်အားကိုအမြဲအားပေးလာခဲ့သူပါ။သူဟာဂျာမနီကိုပေါင်းစည်းခြင်းခဲ့တယ်လို့ဂျာမနီကိုနှစ်ပေါင်းများစွာခွဲခြားထားတဲ့ဩစတြီးယားကိုလည်းစစ်တိုက်ပြီးအရှက်ခွဲခြင်းခဲ့တာပါ။စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့သူ့အတွက်စစ်ပွဲဆိုတာဂုဏ်သိက္ခာရှိတဲ့အလုပ်တစ်ခုပါပဲ။နေ့အနည်းငယ်အကြာမှာဒီခေတ်ကြီးရဲ့အရေးကြီးတဲ့မိကွန်းတွေကိုမိခွန်းတွေဆုံးဖြတ်ချက်တွေနဲ့ဖြေရှင်းရမှာမဟုတ်ပဲတန်နဲ့သွေးနဲ့ပဲဆုံးဖြတ်ရမှာပါလို့ပြောခဲ့မဲ့သူဟာဒီ Bismarck ပါပဲ။ဒါပေမဲ့စစ်ဖြားတက်နေတဲ့အဲ့ဒီလွတ်တော်ထဲမှာ Bismarck ကအားလုံးကိုအံ့ဩသင့်သွားစေမဲ့မိခွန်းတစ်ခုကိုပြောလိုက်ပါတယ်။ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲစစ်တိုက်ဖို့လုပ်နေတဲ့နိုင်ငံရေးသမားတွေအတွက်ဝန်နေမိပါတယ်လို့သူကစပြောပါတယ်။စစ်ပွဲပြီးသွားတဲ့အခါမှာခင်ဗျားတို့တမျိုးမြင်လာကြလိမ့်မယ်။ပျက်စီးသွားတဲ့လယ်ကွင်းတွေဒုက္ခိတဖြစ်သွားတဲ့လူတွေနဲ့သားသမီးတွေကိုဆုံးရှုံးလိုက်ရတဲ့အဖေတွေစီကိုခင်ဗျားတို့သွားရဲတဲ့တတိရှိကြလို့လားလို့သူကမြင်ကွန်းထုတ်ခဲ့ပါတယ်။အဲ့ဒီထက်ပိုထူးဆန်းတာကတော့ Bismarck ဟာဩစတြီးယားကိုချီကျူးပြီးသူတို့ရဲ့လုပ်ရက်တွေကိုကာကွယ်ပြောဆိုပေးခဲ့တာပါပဲ။ဒါဟာသူအရင်ကကင်ဆွဲထားတဲ့ယုံကြည်ချက်တွေနဲ့လုံးဝဆက်ကျင်ဘက်ဖြစ်နေပါတယ်။အကျိုးဆက်ကတော့ချက်ချင်းပါပဲ။ကိုယ်စားလှယ်တွေကတွေ့ဝေသားပြီးမဲပေးတာတွေပြောင်းကုန်ကြတဲ့အတွက်ဘရင်နဲ့ဝန်ကြီးတွေဘက်ကနိုင်သွားပြီးစစ်ပွဲကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။ Bismarck ရဲ့အဲ့ဒီမိတ်ခုအပြီးမှာအပတ်အနည်းငယ်အကြာမှာတော့ငိမ့်ချမ်းရေးအတွက်ပြောပေးခဲ့တဲ့အတွက်ဘရင်ကကျေးဇူးတင်ပြီးတော့သူ့ကိုဝန်ကြီးအဖွဲ့ထဲမှာခန့်အပ်လိုက်ပါတယ်။နောက်ပိုင်းမှာသူဟာပရုရှားရဲ့ဝန်ကြီးချုပ်ဖြစ်လာပါတယ်။အဲ့ဒီယာထုကိုရှာပြီးတဲ့နောက်မှာတော့သူဟာငိမ့်ချမ်းရေးကိုမျက်နှိုးတဲ့ဘရင်ကိုဩစတြီးယားနဲ့စစ်တပ်အောင်လှုပ်ဆော်ခဲ့ပြီးတော့ဩစတြီးယားကိုအပြတ်အသက်ချေမှုန်းကပရုရှားဥဆောင်တဲ့အင်အားကြီးဂျမန်နိုင်ငံတော်ကြီးကိုတီထောင်ခဲ့ပါတော့တယ်။အထိပ်ပဲဖွင့်ဆိုချက်1850ပြည့်နှစ်ကမိခုံးပြောတဲ့အချိန်မှာ Bismarck ကအချက်လက်တွေကိုတေချာတွက်ချက်ခဲ့တာပါ။ပထမအချက်အနေနဲ့ပရုရှားစစ်တပ်ဟာတခြားဥရောပတပ်တွေနဲ့ရှင်ရင်စစ်တိုက်ဖို့အဆင်မသင့်သေးဘူးဆိုတာသူသိနေပါတယ်။ဩစတြီးယားကနိုင်သွားနိုင်ပြီးဒါဟာအနာဂတ်အတွက်အန္တရာယ်ရှိပါတယ်။ဒုတိယအချက်အနေနဲ့အကယ်၍သာသူကစစ်တိုက်ဖို့ထောက်ခံခဲ့လို့ဆိတ်ရှုံးသွားခဲ့ရင်သူ့ရဲ့နိုင်ငံရေးလုပ်ငန်းခွင်ကလည်းပျက်စီးသွားမှာပါ။ဘရင်နဲ့ဝန်ကြီးတွေဟာငိမ့်ချမ်းရေးကိုလိုချင်ကြပေမဲ့Bismarck ကတော့အာဏာကိုလိုချင်တာပါ။သူလှုပ်လိုက်တဲ့နီးပြူဟာကတော့သူကိုယ်တိုင်မုံကြီးတဲ့ငိမ့်ချမ်းရေးကိုထောက်ခံတယ်လို့မျိုးဟန်ဆောင်ပြီးလူတွေကိုလမ်းကြောင်းမအောင်လုပ်လိုက်တာပါပဲ။တနိုင်ငံလုံးအလက်စားခံလိုက်ရပါတယ်။အဲ့ဒီမိကွန်းကြောင့်ပဲဘရင်ကသူ့ကိုဝန်ကြီးခန့်ခဲ့တာဖြစ်ပြီးအဲ့ဒီယာထုကနေတဆင့်သူဟာဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးတော့သူတကယ်လိုချင်တဲ့ပန်းတိုင်းပရုရှားစစ်တပ်ကိုအင်အားတောက်တင်းစီဖို့နဲ့ဩစတြီးယားကိုနေနှင်းဖို့ကိုအကောင့်ထဲပေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ Bismarck ကကမ္ဘာပေါ်မှာအပားနဲ့ဆုံးနိုင်ငံရေးသမားတွေထဲကတစ်ယောက်ဖြစ်ပြီးတော့ဖြူဟာနဲ့လက်စားမှုမှာဆရာတစုပါပဲ။သူဘာချန်စီနေလဲဆိုတာဘယ်သူမှမရှိမိခဲ့ပါဘူး။အကယ်၍သာသူကအခုဆောက်ပြီးမှနောက်မှတိုက်တာပိုကောင်းတယ်လို့သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကိုထုတ်ပြောခဲ့ရင်အဲ့ဒီအချိန်ကစစ်တိုက်ချင်နေကြတဲ့ပရုရှားလူမျိုးတွေကိုသူဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး။တစ်ဖက်ကလည်းဘရင်ကိုကျွန်တော်ကိုဝင်ကြီးခဲ့ရင်ငိမ့်ချမ်းရေးဘက်ကရက်တီပေးမယ်လို့ဓာတ်ရိုက်ပြောခဲ့ရင်လည်းဘရင်ကသူ့ကိုယုံကြည်မှာမဟုတ်ပါဘူး။လုံးဝမရိုးသားတဲ့ဟန်ဆောင်မှုတွေနဲ့လမ်းမစေတဲ့အချက်ပြမှုတွေကိုပေးလိုက်ခြင်းအပြင်သူဟာလူအလုံးကိုလဲစားနိုင်ခဲ့ပြီးသူ့ရဲ့တကယ့်ရည်ရွယ်ချက်ကိုဖုံးကွယ်ထားကသူလိုချင်သမျှအရာအလုံးကိုရှာယူနိုင်ခဲ့ပါတယ်။ဒါဟာမိမိရဲ့ရည်ရွယ်ချက်ကိုဖုံးကွယ်ထားခြင်းရဲ့စွမ်းအားပါပဲ။လူအများစုဟာပွင့်လင်းတဲ့စာအုပ်တွေလိုပါပဲ။သူတို့ဘာခံစားရလဲဆိုတာကိုပြောပြတတ်ကြတယ်။အခွင့်အရေးရတိုင်းသူတို့ရဲ့အမြင်တွေကိုလွတ်ခနဲ့ပြောချတတ်ကြတယ်။ပြီးတော့သူတို့ရဲ့အစီအစဉ်တွေနဲ့ရည်ရွယ်ချက်တွေကိုအမြဲတမ်းထုတ်ဖော်ပြသနေတတ်ကြပါတယ်။သူတို့ဘာလို့ဒီလိုလုပ်နေကြရလဲဆိုတော့အကြောင်းရင်းအနည်းငယ်ရှိပါတယ်။ပထမအချက်ကကိုယ့်ရဲ့ခံစားချက်တွေနဲ့အနာဂတ်အစီအစဉ်တွေအကြောင်းပြောရတာဟာလွယ်ကူပြီးတဘဝကြလို့ပါ။ကိုရှာကိုထိန်းချုပ်ဖို့နဲ့ကိုဘာတွေထုတ်ပြောနေလဲဆိုတာကိုစောင့်ကြည့်ဖို့ဆိုတာအင်မတန်အားထုတ်ကြိုးစားရပါတယ်။ဒုတိယအချက်ကလူတော်တော်များများကငါတို့ရိုးသားပွင့်လင်းရင်လူတွေရဲ့နှလုံးသားကိုရှာနိုင်မယ်။ငါတို့ရဲ့စိတ်ရင်းကောင်းမှုကိုပြနိုင်မယ်လို့ယုံကြည်နေကြလို့ပါ။တကယ်တော့အဲ့ဒီလိုယုံကြည်နေတာအကြီးအကျယ်မာရွေးနေတာပါပဲ။ရိုးသားမှုဆိုတာတကယ်တော့အသွားမထက်တဲ့ဓာတုံးကြီးလိုပါပဲ။ခုတ်တာထက်ပိုပြီးတော့နာကျင်ရအရှက်ရစေတတ်ပါတယ်။မင်းရဲ့ရိုးသားမှုကလူတွေကိုစိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။အဲ့ဒီစကားကိုချင့်ချင်ပြောပြီး
လူတွေကြားချင်တာကိုပြောပြတာကပိုပြီးတော့ပညာရှိရာရောက်ပါတယ်။အရေးကြီးဆုံးအချက်ကတော့မင်းကအမြဲတမ်းပွင့်လင်းနေမယ်ဆိုရင်မင်းဟာလူတွေအတွက်ခံမရလွယ်တဲ့သူရိုးအိနေတဲ့သူဖြစ်သွားပါလိမ့်မယ်။အဲ့ဒီခါလူတွေကမင်းကိုရိုသေဖို့ဒါမှမဟုတ်ကြောက်ရွံ့ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။အဲ့ဒီလိုခံမရခက်တဲ့သို့မဟုတ်ကြောက်ရွံ့မှုတွေကိုမပေးနိုင်တဲ့သူစီကိုအာနာဆိုတာဘယ်တော့မှရှောက်မလာပါဘူး။ရည်ရွယ်ချက်ကိုဖုံးကွယ်တဲ့အတက်ပညာမင်းကအာနာကိုရချင်တဲ့ဆိုရင်ရိုးသားမှုကိုခဏဘေးဖယ်ထားလိုက်ပါမင်းရဲ့ရည်ရွယ်ချက်တွေကိုဖုံးကွယ်တတ်တဲ့အတက်ပညာကိုလေ့ကျင့်ပါဒါကိုတက်မြောက်သွားရင်မင်းအမြဲတမ်းအသာစီးရပါလိမ့်မယ်လူတွေရဲ့သဘောကမြင်ရတဲ့အသင်ပြင်ကိုအမြဲယုံကြည်တတ်ကြတာပါပဲငါတို့မြင်နေကြားနေရတဲ့အရာတွေရဲ့နောက်ကမှာတခြားရှုဝက်ချက်တွေရှိနေနိုင်တယ်လို့အမြဲတန်တရားဝင်နေဖို့ဆိုတာလူသဘောအရာပင်ပန်းလွန်ပါတယ်ဒါကြောင့်ရည်ရွယ်ချက်ကိုဖုံးကွယ်ဖို့ကအတော်လေးလွယ်ပါတယ်။နေပြူဟာလူတွေရဲ့မျက်စိရှိမှာမင်းတကယ်လိုချင်ဟန်ဆောင်တဲ့ပန်းတိုင်းသို့မဟုတ်အရှာဝတ္ထုတစ်ခုခုကိုမြူစာအဖြစ်ပြလိုက်ပါလူတွေကအဲ့ဒီမြူစာကိုပဲအမှန်တရားလို့ထင်သွားကြလိမ့်မယ်။သူတို့ရဲ့အာယုံကအဲ့ဒီမြူစာပေါ်လျှောက်သွားပြီဆိုရင်မင်းတကယ်ဘာလုပ်နေလဲဆိုတာကိုသူတို့သတိမထားမိတော့ပါဘူး။ဥပမာအားဖြင့်စစ်ပွဲမှာ1911ခုနှစ်ကဒုခိုမာရိုဘရိုဟာပြင်သစ်ခန္ဓာတစ်ခုကိုဖျက်ဆီးခြင်းပေမဲ့သူဖျက်ဆီးလိုက်ရင်ပြင်သစ်တွေကသူ့လမ်းကြောင်းကိုတိသွားမယ်ဆိုတာသူသိတယ်။ဒါနဲ့သူကအဲ့ဒီခန္ဓာကိုအရှင်သိမ်းပြီးသူ့တက်တွေထားလိုက်တယ်။ပြင်သစ်တွေကပြန်တိုက်တဲ့အခါမှာသူကအသာလေးပြန်ပေးလိုက်တယ်။ပြင်သစ်တွေကအော်သူဒီခန္ဓာကိုအရေးကြီးလို့သိမ်းတာပဲဆိုပြီးခန္ဓာကိုသူတို့ဖာသာသူတို့ဖျက်ဆီးပစ်လိုက်ကြတယ်။အဲ့ဒီအချိန်ကြာမှသူကလမ်းကြောင်းပွင့်သွားပြီးပြင်သစ်ပြည်ထဲကိုအလွယ်တကူချီတက်သွားနိုင်ခဲ့ပါတယ်။ဟန်ဆောင်ရိုးသားပြခြင်းလူတွေကိုလမ်းကြောင်းလဲဖို့နောက်ထပ်အစွမ်းထက်တဲ့နည်းလမ်းကတော့ဟန်ဆောင်ရိုးသားပြခြင်းပါပဲ။လူတွေဟာဟန်ဆောင်ပရိယံနဲ့တကယ့်ရိုးသားမှုကိုအလွယ်တကူမာတက်ကြပါတယ်။သူတို့ကရိုးသားမှုကိုတန်ဖိုးထားကြသလိုလူတိုင်းကိုလည်းရိုးသားစေချင်ကြတော့မင်းရဲ့ဟန်ဆောင်မှုကိုသိပြီးတန်တရားမဝင်ကြတော့ဘူး။မင်းပြောတဲ့စကားကိုမင်းကိုယ်တိုင်ယုံကြည်နေသလိုမျိုးဟန်ဆောင်တတ်ဖို့လိုပါတယ်။ဒါပေမဲ့တတိထားရမှာကအလွန်အကျွံဟန်ဆောင်ရင်တော့လူတွေရှိမိသွားလိမ့်မယ်။အချစ်အနှောင်းနဲ့ယုံကြည်လောက်အောင်လုပ်ဖို့ပဲလိုပါတယ်။ပို့ပြီးအကျိုးရှိအောင်လုပ်ချင်ရင်လူရှိမှရိုးသားခြင်းဟာအရေးကြီးဆုံးလူမှုတန်ဖိုးဖြစ်တယ်လို့အမြဲပြောပါ။တခါတလေမှာမင်းရဲ့ရှင်ထဲကခန်းစားချက်အစစ်အမှန်လိုနဲ့ရှုဝက်ချက်တစ်ခုခုကိုထုတ်ပြောပြလိုက်ပါ။တကယ်တော့အဲ့ဒီရှုဝက်ချက်ကမင်းအတွက်ဘာမှအရေးမပါတဲ့အရာဖြစ်ရပါမယ်။အဲ့ဒီလိုမင်းကယုံကြည်လို့ပြောပြတယ်လို့တစ်ဖက်လူကထင်သွားတဲ့အခါသူကလည်းမင်းကိုပြန်ပြီးယုံကြည်လာပါလိမ့်မယ်။ညီကုန်းချုပ်တတိပေးချက်အတော်ဆုံးလက်ဖျားသူတွေဟာသူတို့ရဲ့ကောက်ကျစ်တဲ့အရေးချင်းတွေကိုဖုံးကွယ်ဖို့အစွမ်းကုန်စူးစမ်းကြပါတယ်။သူတို့ဟာနယ်ပယ်တစ်ခုမှာအင်မတန်ရိုးသားသူအဖြစ်ဟန်ဆောင်ပြီးပုံရိပ်တည်ဆောက်ကြပါတယ်။ဒါမှတခြားအရေးကြီးတဲ့နေရာတွေမှာသူတို့ရဲ့မရိုးသားမှုတွေကိုဖုံးကွယ်နိုင်မှာဖြစ်လို့ပါ။ရိုးသားမှုဆိုတာသူတို့အတွက်တော့လက်နက်တိုက်ထဲကမြူစာလက်နက်တစ်ခုမျှသာဖြစ်ပါတယ်။အပိုင်းနဲ့မင်းရဲ့လုပ်ရက်တွေကိုဖုံးကွယ်ဖို့မိခိုးကွယ်ချပါလက်ဖြားခြင်းဟာအကောင်းဆုံးဗျူဟာတစ်ခုဖြစ်ပေမဲ့အောင်မြင်ဖို့ဆိုရင်လူတွေရဲ့အာရုံကိုလွှမ်းမိုးထားနိုင်မဲ့မိခိုးကွယ် small screen တစ်ခုလိုအပ်ပါတယ်ဘာမှထူးခြားမှုမရှိတဲ့ပုံမှန်အသွင်အပြင် poker face လိုမျိုးမင်းရဲ့ရည်ရွယ်ချက်အစစ်မှန်ကိုဖုံးကွယ်ဖို့အကောင်းဆုံးပါပဲလူတစ်ယောက်ကိုသူရင်းနှီးကျုံရင်မိသားလမ်းကြောင်းပေါ်ခေါ်သွားနိုင်ရင်သူဟာထောင်ချောက်တဲ့ရှောင်းနေမယ်တော့တိမှမဟုတ်တော့ပါဘူးကြောက်မှန်ပါတယ်အခုတစ်ခေါက်တော့နာမည်အားလုံးကိုအင်္ဂလိပ်လိုပဲထားပြီးပုံထဲကစာသားတွေကိုစကားပြောဟန်နဲ့အသေးစိတ်အတိအကျပြန်ပေးပါမယ် Elizabeth of the Law 1 1910 ပြည့်နှစ်အစောပိုင်းမှာချီကာဂိုကမစ္စတာဆန်ဂီဆော်ဆိုတဲ့လူကြီးဟာသူ့ရဲ့ကိုတောင်လုပ်ငန်းတွေကိုဒေါ်လာ1 သန်းနီးပါးနဲ့ရောင်းချပြီးအနားယူနေခဲ့ပါတယ်။သူဟာအသက်60နာနီးနေပြီဖြစ်ပေမဲ့စီးပွားရေးလောကရဲ့အပေးယူလုပ်ရတဲ့အရာသာကိုတော့တန်တာနေတော့မှာပဲ။ဒီနေ့မှာဂျိုးဆက်ဒယ်ရဲလိုကင်ဗိုင်ရယ်ဆိုတဲ့လူငယ်လေးတစ်ယောက်ကသူ့စီလာပြီးဂီဆော်ပိုင်နဲ့တိုက်ခွဲတဲ့တဲကိုဝယ်ဖို့ကမ်းလှမ်းပါတယ်။ဂီဆော်ကဈေးနှုန်းဒေါ်လာ8000သတ်မှတ်လိုက်တဲ့အခါမှာဗိုင်ရယ်ကချက်ချင်းလက်ခံလိုက်ပါတယ်။ဒါပေမဲ့ဗိုင်ရယ်ကအခြေအနေတစ်ခုတောင်းဆိုလိုက်တယ်။ငွေချေတာကိုခဏဆောက်ပေးပါကျွန်တော်အခုလုပ်နေတဲ့စီးပွားရေးအပေးယူတစ်ခုပြီးသွားမှငွေအပြည့်အဝပေးပါမယ်တဲ့
ဂီဆော်ကဘာအပေးယူလဲဆိုတာဆက်စုတော့ viral ကရှုဝတ်ချက်တစ်ခုပြောပြသလိုမျိုးဒီလိုစာပြောပါတယ်ကျွန်တော်ဦးလေးကတထေးကြီးတစုရဲ့အတွင်းရင်းမှုဗျအဲ့ဒီတထေးကြီးတွေကလွန်ခဲ့တဲ့10နှစ်လောက်ကမက်ဆီကန်မှာအမဲလာအင် Heading Lodge တစ်လုံးကိုဒေါ်လာ3000ခွဲနဲ့ဝယ်ထားခဲ့တာအခုသူတို့ကအဲ့ဒီအိမ်ကိုမလိုချင်တော့လို့ကျွန်တော်ဦးလေးကိုရှောင်ခိုင်းတာတယ်ဒါပေမဲ့ပြဿနာကသူတို့ဟာကက်စီနဲလို့တော့အဲ့ဒီအိမ်ကိုသူတို့ဝယ်ခဲ့တဲ့ဈေးထဲမပိုစေရဘူး3000ခွဲတဲ့မပိုးရဘူးဆိုပြီးသတ်မှတ်ထားတယ်ကျွန်တော်ဦးလေးကအဲ့ဒီတထေးတွေအပေါ်မှာရှန်ကိုရှိနေတာဒါကြောင့်သူကနီးလန်းတစ်ခုစဉ်းစားလိုက်တယ်အဲ့ဒီအိမ်ကို3000ခွဲနဲ့အရှင်ဝယ်ဖို့ဂျားလူတယောက်ကိုရှာမယ်ပြီးရင်အဲ့ဒီဂျားလူကအိမ်ကိုတကယ်ပေါက်စေဖြစ်တဲ့3,500နဲ့ပြန်ရောက်မယ်ရလာတဲ့အမျက်ငွေ3,200ကိုကျွန်တော်ဦးလေးနဲ့အဲ့ဒီဂျားလူကခွဲယူကြမယ်ပေါ့ဗျာဒီဆောကအမျက်ကြီးရမှာကိုတွေ့တော့သူ့ကိုယ်တိုင်အဲ့ဒီဂျားလူလှုပ်ချင်လာပါတယ်ဗန်ရက်ကမလိုလားဟန်ဆောင်ပေမဲ့နောက်ဆုံးမှာတော့သဘောတူလိုက်ပါတယ်ဒီဆောဟာဒေါ်လာ3000ခွဲငွေသားအပြည့်အစုံနဲ့တူဗန်ရတို့နောက်ကိုလိုက်သွားပါတော့တယ်ရထားပေါ်မှာဗန်ရရဲ့ဦးလေးနဲ့တွေ့ကြပြီးဗန်ရကသူ့ရဲ့လက်ဝဲသမား George Cruz ကိုလည်းမိတ်ဆက်ပေးပါတယ်သူတို့တွေအပေးယူလုပ်မဲ့နေရာကိုရှောက်တဲ့အခါမှာတထေးကြီးတွေနဲ့တွေ့ကြပါတယ်အဲ့ဒီမှာဗန်ရရဲ့ဦးလေးကအပေးယူလုပ်နေတော့စကားများရာကနေလက်ဝဲပွဲလောင်းချတတ်ဖို့ဖြစ်လာပါတယ်ဗန်ရရဲ့ဦးလေးကငါတို့မှလောင်းဖို့ပတ်စံမရှိဘူးလို့အော်ဟစ်တဲ့အခါမှာဂီဆော်ကသူ့ရဲ့အပေးယူပြတ်သွားမှာဆိုလို့သူ့စီမှာပါလာတဲ့ဒေါ်လာ3000ခွဲကိုလောင်ချီအဖြစ်ထုတ်ပေးလိုက်ပါတယ်။လက်ဝဲပွဲမှာဗန်ရရဲ့လူ George Gross ကတစ်ဖက်လူရဲ့အထိုးကိုခံလိုက်ရပြီးပါဇက်ကသွေးတွေထက်ကတည်သွားသလိုမျိုးငြိမ်ကျသွားပါတယ်။တတိတွေတဲကဆရာဝန်ဟန်ဆောင်ထားသူကသူတည်သွားပြီလို့ပြောလိုက်တဲ့အခါမှာလူတက်မှုမှာပါဝင်သွားမှကြောက်တဲ့ဂီဆော်ဟာသူ့ရဲ့ဒေါ်လာ3000ခွဲကိုတော့မရှူတော့ပဲအမြန်ဆုံးထွက်ပြေးပါတော့တယ်။တကယ်တော့George Crow ကတေချင်ရောင်ဟန်ဆောင်ထားတာဖြစ်ပြီးတော့ပါဇက်ကသွေးတွေကကြက်သွေးတွေပါသူတို့အားလုံးကဂီဆော့ကိုလိမ်ဖို့စက်တိုက်ထားကြတာဖြစ်ပါတယ် Observant of the Law 2 1920အလယ်ပိုင်းမှာအီသီယိုးပီးယားရဲ့နေစားပေစာဝါကလုတ်တွေဟာနုညံ့သိမ်မွေတဲ့ Haile Selassie ကိုအထင်သေးခဲ့ကြပါတယ်ဒါပေမဲ့သူကပြိုင်ဘက်တွေကိုတဖြည်းဖြည်းကြော်ပြပြီးအာဏာရှာလာခဲ့တယ်အဲ့ဒီတန်းမှာDigimas Butcher ဆိုတဲ့နေစားကြီးတစ်ယောက်ကပဲ Haile Selassie ကိုအကျွေးမဲ့အန်တုခဲ့ပါတယ်။1929ခုနှစ်မှာ Haile Selassie က Butcher ကိုမြို့တော်ကိုလာဖို့ဆင့်ခေါ်ပါတယ်။ Butcher ကထောင်ချောက်ဖြစ်နိုင်မှန်းသိတာကြောင့်စစ်တပ်အင်အား1000နဲ့အတူလာခဲ့ပါတယ်။သူကမြို့ပြင်မှာစခန်းချပြီးငါပြန်မထွက်လာရင်ချစ်ချင်းတိုက်တော့လို့အမိန့်ပေးထားခဲ့ပါတယ်။ Haile Selassie က Butcher ကိုနန်းတော်မှာဂုဏ်ပြုစာပွဲဖိတ်ခဲ့ပြီးအင်မတန်ရင်ကျေးပြူငါစာနဲ့ဆက်ဆံပါတယ်။ Butcher ကသူ့ရဲ့အကောင်းဆုံးလက်နက်ကိုင်စစ်သည်600ကိုအဆောက်အအုံအဖြစ်ခေါ်သွားပါတယ်။စပွဲမှာ Haile Selassie က Butcher ကိုပဲချီးမွမ်းတဲ့တခြင်းတွေဆိုခိုင်းပြီးအစားအသောက်တွေအရှံပဲကျွေးပါတယ်။ Butcher က Haile Selassie ဟာသူ့ကိုကြောက်နေပြီလို့ထင်သွားပြီးတတိလက်လို့ဖြစ်လာပါတယ်။သူကနန်းတော်ထဲမှာအချိန်အတော်ကြာအောင်ပျော်ပါနေခဲ့ပါတယ်။ဒါပေမဲ့ Butcher စားပွဲမှာအချိန်ဖြုံးနေတော့မှ Haile Selassie ရဲ့လူတွေဟာ Butcher ရဲ့စစ်စခန်းကိုတိတ်တဆိတ်သွားကြပါတယ်။သူတို့ကစစ်ဗိုလ်ချုပ်တွေကိုရှေ့နှက်ငွေတွေအမြောက်အများပေးကလက်နက်တွေအကုန်ဝယ်ယူလိုက်ပါတယ်။ Butcher ရဲ့စစ်သားတွေဟာရှေငွေရတော့လက်နက်တွေရောင်းပြီးလူစုပဲကထွက်သွားကြပါတော့တယ်။တနအီအတွင်းမှာပဲ Butcher ရဲ့စစ်တေကြီးဟာပျောက်ကွယ်သွားပါတယ်။ Butcher သူ့စခန်းကိုပြန်ရောက်လာတဲ့အခါမှာလက်နက်တွေရောစစ်သားတွေရောမရှိတော့ပဲမိခိုးတွေပဲကျန်တော့တာကိုတွေ့လိုက်ရပါတယ်။သူကတောင်ဘက်ကိုပြန်ဆုတ်ဖို့ကြိုးစားပေမဲ့လမ်းမှာ Haile Selassie ရဲ့တပ်မတော်ကပိတ်ဆို့ထားပြီးသားဖြစ်နေပါတယ်။ Butcher ဟာလက်နက်မဲ့သွားတဲ့အတွက်ကြီးစံတတောက်မှမပစ်လိုက်ရပဲအရှုံးပေးလိုက်ရပါတော့တယ်။ Haile Selassie ရဲ့ရန်သူကို smooth screen ချပြီးအာယုံလွဲကအပြက်အသက်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ Observant of the Law 2 1920အလယ်ပိုင်းမှာအီသီယိုးပီးယားရဲ့နေစားပေစာဝါကလုတ်တွေဟာနုညံ့သိမ်မွေတဲ့ Haile Selassie ကိုအထင်သေးခဲ့ကြပါတယ်။ဒါပေမဲ့သူကပြိုင်ဘက်တွေကိုတဖြည်းဖြည်းကြော်ပြပြီးအာဏာရှာလာခဲ့တယ်။အဲ့ဒီတန်းမှာDigimas Butcher ဆိုတဲ့နေစားကြီးတစ်ယောက်ကပဲ Haile Selassie ကိုအကျွေးမဲ့အန်တုခဲ့ပါတယ်။1929ခုနှစ်မှာ Haile Selassie က Butcher ကိုမြို့တော်ကိုလာဖို့ဆင့်ခေါ်ပါတယ်။ Butcher ကထောင်ချောက်ဖြစ်နိုင်မှန်းသိတာကြောင့်စစ်တပ်အင်အား1000နဲ့အတူလာခဲ့ပါတယ်။
သူကအမျိုးပြင်မှာစခန်းချပြီးငါပြန်မထွက်လာရင်ချက်ချင်းတိုက်တော့လို့အမိန့်ပေးထားခဲ့ပါတယ်။ဟိုင်လီဆလာစီကဘောချကိုနန်းတော်မှာဂုဏ်ပြုစာပွဲဖိတ်ခဲ့ပြီးအင်မတန်ရင်ကျေးပြူငါစာနဲ့ဆက်ဆံပါတယ်။ဘောချကသူ့ရဲ့အကောင်းဆုံးလက်နက်ကိုင်စစ်တဲ့600ကိုအဆောက်အအုံအဖြစ်ခေါ်သွားပါတယ်။စပွဲမှာဟိုင်လီဆလာစီကဘောချကိုပဲချီးမိုးတဲ့တခြင်းတွေဆိုခိုင်းပြီးအစားအသောက်တွေအရှံပဲကျွေးပါတယ်။ဘောချကဟိုင်လီဆလာစီဟာသူ့ကိုကြောက်နေပြီလို့ထင်သွားပြီးတတိလက်လို့ဖြစ်လာပါတယ်။သူကနန်းတော်ထဲမှာအချိန်အတော်ကြာအောင်ပျော်ပါနေခဲ့ပါတယ်။ဒါပေမဲ့ဘောချစားပွဲမှာအချိန်ဖြုံးနေတော့မှဟိုင်လီဆလာစီရဲ့လူတွေဟာဘောချရဲ့စစ်စခန်းကိုတိတ်တဆိတ်သွားကြပါတယ်။သူတို့ကစစ်ဗိုလ်ချုပ်တွေကိုရှင်းနှံ့ငွေတွေအမြောက်အများပေးကလက်နက်တွေအကုန်ဝယ်ယူလိုက်ပါတယ်။ဘောချရဲ့စစ်သားတွေဟာရှင်းငွေရတော့လက်နက်တွေရောင်းပြီးလူစုပဲကထွက်သွားကြပါတော့တယ်။တနအီအတွင်းမှာပဲဘောချရဲ့စစ်တေကြီးဟာပျောက်ကွယ်သွားပါတယ်။ဘောချသူ့စခန်းကိုပြန်ရောက်လာတဲ့အခါမှာလက်နက်တွေရောစစ်သားတွေရောမရှိတော့ပဲမိခိုးတွေပဲကျန်တော့တာကိုတွေ့လိုက်ရပါတယ်။သူကတောင်ဘက်ကိုပြန်ဆုတ်ဖို့ကြိုးစားပေမဲ့လမ်းမှာဟိုင်လီဆလာစီရဲ့တပ်မတော်ကပိတ်ဆို့ထားပြီးသားဖြစ်နေပါတယ်။ဘောချဟာလက်နက်မဲ့သွားတဲ့အတွက်ကြီးစံတတောက်မှမပစ်လိုက်ရပဲအရှုံးပေးလိုက်ရပါတော့တယ်။ဟိုင်လီဆလာစီရဲ့ရန်သူကို smooth screen ချပြီးအာယုံလွဲကအပြက်အသက်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။အာနာဤတော်ချက်များတကယ်လို့မင်းကလက်ဖျားသူတွေဆိုတာကြီးကျယ်ခမ်းနားတဲ့မုတ်သားတွေပုံမြင်တွေနဲ့လက်ဖျားတက်တဲ့ရောင်စုံလူသားတွေလို့ရှုံကြည်နေမယ်ဆိုရင်တော့မင်းအကြီးအကျယ်မာရွှေနေပါပြီအတော်ဆုံးလက်ဖျားသူတွေဟာဘသူ့ကိုမှတတိမထားမိစေမဲ့ကိုအာယုံမရောက်စေမဲ့တမန်စာမျက်နှာ blood and inconspicuous fraud မျိုးကိုပဲအသုံးချကြတာပါသူတို့ဟာအလွန်အမင်းထူးခြားတဲ့စကားလုံးတွေဒါမှမဟုတ်အမှုရာတွေကလူတွေကိုချက်ချင်းတန်တရားဝင်စေတယ်ဆိုတာသိကြပါတယ်။အဲ့ဒီအစားသူတို့ဟာသူတို့ရဲ့ပင်မတ်ကိုရင်းနှီးကျွမ်းဝင်တဲ့အရာတွေတာမန်အရာတွေနဲ့အန္တရာယ်မရှိတဲ့အရာတွေထဲမှာပဲနစ်မြုပ်ထားတတ်ကြပါတယ်။ Yellow King Viral ဟာဆမ်ဂီဇွန်နဲ့ဆက်ဆံတဲ့အခါမှာသုံးခဲ့တဲ့ရင်းနှီးကျွမ်းဝင်စရာအရာကတော့စီးပွားရေးအပေးယူတစ်ခုပါပဲ။အီသီယိုးပီးယားအရေးမှာတော့ကဆလာစီရဲ့လက်ဖြားတက်တဲ့ရိုသေကိုင်းညွတ်မှုတွေဟာအဲ့ဒီရင်းနှီးကျွမ်းဝင်စရာအရာဖြစ်ခဲ့ပါတယ်။ဒါဟာအားနည်းတဲ့ဝါကလော့တယောက်စီကနေဘောချမျောလိုက်ထားတဲ့အတိုင်းကွက်တီဖြစ်နေခဲ့တာပါ။တခါကမင်းရဲ့သားကောင်ရဲ့အာယုံကိုရင်းနှီးကျွမ်းဝင်တဲ့အရာတွေနဲ့ဆွဲဆောင်ပြီးငိမ်သက်သွားအောင်လုပ်နိုင်ပြီးဆိုရင်သူတို့နောက်ွယ်မှာမင်းလုံနေတဲ့လက်ကွက်တွေကိုသူတို့တတိထားမိတော့မှမဟုတ်ပါဘူး။ဒါဟာရိုးရှင်းတဲ့အမှန်တရားတစ်ခုပေါ်မှာအခြေခံထားတာပါ။အဲ့ဒါကတော့လူတွေဟာတစ်ချိန်မှာအရာတစ်ခုကိုပဲအာယုံစိုက်နိုင်ကြတာပါပဲ။မင်းကသူတို့ရှေ့မှာတာမန်နဲ့အန်ဒီယယ်မရှိတဲ့လူလိုဖြစ်နေရင်းနဲ့တစ်ဖက်မှာအခြားအချံတစ်ခုကိုတပြိုင်နက်စီစဉ်နေလိမ့်မယ်လို့သူတို့အတွက်စိတ်ကူးကြည့်ဖို့တော့အရန်ခက်ခဲပါတယ်။မင်းရဲ့မိခိုးွယ်ကပို့ပြီးတာမန်ဆဆန်လေးပို့ပြီးတသမတ်တဲ့ဖြစ်လေမင်းရဲ့ရည်ရွယ်ချက်တွေကိုပို့ပြီးကောင်းကောင်းဝန်းကွယ်နိုင်လေပါပဲ။အပိုင်းတစ်မှာဆွေးနွေးခဲ့တဲ့မူစာနဲ့လမ်းကြောင်းလွဲစေတဲ့နီလန်တွေမှာဆိုရင်မင်းကလူတွေကိုတက်တက်ကြွကြွနဲ့အာယုံလွဲအောင်လုပ်ရတာပါဒါပေမဲ့မိခိုးကွယ်နီလန်မှာတော့မင်းကမင်းရဲ့သားကောင်တွေကိုမတိမတာငိမ်သက်သွားအောင်လုပ်ပြီးမင်းရဲ့ကိုရက်တွေကိုဆွဲသွင်းလိုက်တာပါဒါဟာလူတွေကိုမင်းတက်သွားစေနိုင်လောက်အောင်အစွမ်းထက်တဲ့အတွက်မင်းရဲ့ရည်ရွယ်ချက်တွေကိုဖုံးကွယ်ဖို့အကောင်းဆုံးနီလန်ပါပဲမိခိုးကွယ်ရဲ့အရှင်းဆုံးပုံစံကတော့မျက်နှာအမူအရာပါပဲတာမန်ဆန်ပြီးဘာမှဖတ်လို့မရတဲ့အပြင်ပန်းအသွင်ပြင်ရဲ့နောက်ွယ်မှာဘသူမှမသိအောင်အစီအစဉ်ပေါင်းစုံကိုရေးဆွဲနိုင်ပါတယ်။ဒါဟာသမိုင်းတစ်လျှောက်မှာအာဏာအရှိဆုံးလူသားတွေကျွမ်းကျင်အောင်လေ့ကျင့်ထားတဲ့လက်နက်တစ်ခုပါ။ Franklin Roosevelt ရဲ့မျက်နှာကိုဘသူမှဖတ်လို့မရဘူးလို့ဆိုကြပါတယ်။ Barrington Rothschild ကလည်းတစ်သက်လုံးသူ့ရဲ့တကယ့်အတွဲတွေကိုတာမန်အပြုံးတွေနဲ့မထူးခြားတဲ့အသွင်ပြင်တွေရဲ့နောက်ွယ်မှာဖုံးကွယ်ထားရရှိပါတယ်။ Stone Town ကထိုင်ဝမ်အကြောင်းရေးခဲ့တုန်းကလည်းသူ့မျက်နှာလောက်ဘာမှခံမှန်းလို့မရတဲ့မျက်နှာမျိုးမရှိတော့ပါဘူးတဲ့။ Henry Kissinger ဆိုရင်လည်းဆွေးနွေးပွဲဝိုင်းတွေမှာသူ့ရဲ့ငင်းငွေ့စရာကောင်းတဲ့အတန်ဘာမှမဖော်ပြတဲ့မျက်နှာထားနဲ့အသေးစိတ်အချက်လက်တွေကိုအဆုံးမရှိရုပ်ပြနေတာမျိုးနဲ့သူ့ရဲ့ပြိုင်ဘက်တွေကိုစိတ်ပြက်အောင်လုပ်လေးရှိပါတယ်။သူတို့ရဲ့မျက်လုံးတွေကအဲ့ဒီအချက်လက်တွေကြားမှာဝေးဝါသွားတဲ့အခါမှာသူကရဲတင်းနဲ့တောင်းဆိုချက်တွေကိုရုတ်တရက်ထုတ်ပြောပြီးသူတို့ကိုကြောက်လန့်သွားအောင်လုပ်တတ်ပါတယ်။